မင်္ဂလာပါကျွန်တော်ချင်းမိတ်ဆွေတွေပွဲနေရတော့ကျွန်တော်ခဏလေးမတင်ပြပြလိုက်ဘူးเนาะစောင့်ကြည့်နေတယ်ပေါ့အဲစောင့်ကြည့်တော့ဒီနေ့133ကိုဆိုပြီးတော့3လေးပဲထွက်တာတွေ့ပါတယ်အဲ့တော့မနက်ဖြန်အင်္ဂါလေးလှမ်းမိတ်ဆိုင်ခွဲကိုကျွန်တော်တင်ပြပါမယ်เนาะမနက်ဖြန်18ရက်4လ2016တော့ကတော့ဒါလေးလှခြင်းကျတော့အင်္ဂါလေးနေကုန်ပါเนาะနေကုန်အတွက်ကိုကျွန်တော်ဝမ်းချင်းပတ်တီပေါ့เนาะတစ်ခုပြေထုတ်ထားတဲ့ဝမ်းချင်းပတ်တီကတကယ်6ရက်ဖြစ်6ရက်ဟုတ်အင်္ဂါနေ့အတွက်ကျွန်တော်တို့ main ခွက်နဲ့ရန်ခွက်ထုတ်မယ် main ခွက်ကတော့ကျွန်တော်တို့1 4 6 4 1 9ရန်ခွက်ကတော့1 3 6 3 4 5 4 3ပေါ့နော်ထုတ်ပြထားပါတယ်အားလုံးပဲလက်ခံအောင်အမြဲကြပါစေတောင်းမိပါတယ်